ဘာတစ်ခါလုံးသိဦးကြဘာလဲချစ်ရောဆရာကြီးကြဟုတ်လားမမေပပလာကြည့်မယ်နော်မိတ်ဆွေတငယ်ကြီးတို့အနီးနားကတစ်ပေတွေမှာလည်းဒီချေပွင့်ပွင့်ကြည့်ပေးပါဦးခင်ဗျာဟုတ်တယ်အဲ့ဒါသမီးစုပ်ခေါ်လို့ခေါ်တယ်မမေသူ့ဆိုင်ရဒီလောက်ပဲဒီထက်တော့ပုံမကြည့်တော့ဘူးဒီလောက်ဆိုင်လေးပဲအရန်ချစ်ဖို့ကောင်းတယ်အတွင်းထဲကတော့ခရမ်းရအောင်တသေးလေးတွေနဲ့ဒီအဲ့လိုမျိုးလေးဒီချာကြည့်ရင်တော့တော်တော်လှတယ်အဲ့တော့ကျွန်တော်မမေနဲ့အနားယူပန်းဖြည့်နေတစ်ပေအောင်မှာသွားတာတစ်ပြအောင်မှပန်းလေးတွေတွေ့တယ်ပေါ့နော်ဒါလေးကအခုမိတ်ဆွေငယ်ကြီးတို့မြင်တွေ့နေရတစ်ခွလေးကတော့သမီးစုပ်တစ်ခွလေးပဲဖြစ်ပါတယ်ကျွန်တော်နဲ့တူတူဒီသမီးစုပ်တစ်ခွလေးကိုအနီးကပ်နေထားလေးကြည့်ရအောင်နော်မင်္ဂလာပါမိတ်ဆွေငယ်ကြီးတွေကြည့်ပါဦးဗျာတစ်ခွလေးတွေပစ္စည်းလေးနော်တစ်ခွလေးတွေကိုမိတ်ဆွေငယ်ကြီးတို့စိုက်မယ်ဆိုရင်တော်တော်များကျတော့ကအုံးစံတုံးမှာဒီလိုပုံစံမျိုးပက်လက်နေနဲ့စိုက်ကြတာပေါ့နော်ဒီ PC music လေးဒါအဲ့လိုပုံစံမျိုးပက်လက်စိုက်လို့မရဘူးသူကတုံးမှာကပ်ပြီးစိုက်ရတယ်ဒေါင်လိုက်နေထားတဲ့ဒေါင်လိုက်ရဲ့ဘေးနားမှာဒီလိုကပ်ပြီးစိုက်မှာပဲရှင်းတာပေါ့နော်ဟွာကဒီနေရာမှာမိုးရမယ်တစ်ပိပေါ်မှာရေကြပြီးတော့မှဒီအမြင့်နာကိုရောက်သွားမယ်အဲ့လိုပုံစံမျိုးနေထားပဲသူတို့ကြိုက်တာပေါ့နော်ပြီးရင်နေပူတဲ့နေရာမှာအဆင်မပြေဘူးသူတို့ကကျတော့ကတစ်ပိရဲ့အရေးကိုကွယ်ပြီးတော့မှသူတို့ကရှင်တန်ကြတာပဲဖြစ်ပါတယ်ကြည့်ပါဦးမိုးလေးဆိုရင်ဒီတစ်ပိတောက်လျှောက်မှာရေတွေစီးကြမယ်ဒီတစ်ခွလေးတွေရဲ့အမြင့်နာမှာရောက်သွားမယ်အဲ့အမြင့်နာမှာရောက်သွားတဲ့ခါကျရင်မိုးရီနဲ့တူပါထားတဲ့ရင်းကြီးတွေတစ်ခေါက်ဖက်လေးအာဟာရရည်တွေသူတို့ပေးပါမယ်ဖြစ်ပါတယ်ကြည့်ပါဦးဗျာဒီရာဒီပွင့်တဲ့ဒီတစ်ခွလေးတွေကလှနေကြတာဗျာโอ้โห